မြတ်စွာဘုရားတဝိထိပြည်စီတော်အကြောင်းလိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလမောလိယဖက္ကုဏလို့အမည်ရတဲ့ယဟန်တစ်ပါးရှိတယ်ယဟန်ကသူကဘိက္ခုနီမတွေနဲ့အင်ပတန်ယဉ်နီးတယ်ယဉ်နီးတာကတော်တော်ကိုထက်တဲဝင်ဝင်ယဉ်နီးတာဘလောက်ထိသူကယဉ်နီးတော့ဆိုလို့ရှိရင်သူနဲ့ယဉ်နီးတဲ့ဘိက္ခုနီမတွေကိုတစုံတစ်ယောက်ကမကောင်းဘူးလို့ပြောရင်ကိုသူစိတ်ထဲမှာမခံနိုင်ဘူးသိလားဆိုလိုတာကအထီကိုသူမခံနိုင်ဘူးကိုရီလျောက်ကိုမပြောနဲ့စကားနဲ့သူခင်မင်ယဉ်နီးတဲ့ဘိက္ခုနီမတွေကိုစကားအရာမကောင်းပြောတာတောင်သူမခံနိုင်ဘူးအဲ့ဒါသူကကြားတဲ့ကအမြဲတမ်းနာတယ်သိလားသူ့ကိုပြောလို့နာတာလားသူနဲ့ယဉ်နီးတဲ့ဘိက္ခုနီမတွေကိုပြောလို့နာတာလားတရားဓမ္မတို့ဦးဇင်းတို့ကအဲ့ဒီခံစားချက်မရှိဘူးလားကိုပြောမှနာတာကြီးမဟုတ်ဘူးနော်ဟုတ်လားကိုနဲ့ယဉ်နီးတဲ့လူကိုပြောရင်လည်းဂျားတဲ့ကဝင်ပြီးတော့နာလိုက်သေးတာပဲနာတတ်တဲ့အလေးကျင့်ကြီးကတော့တော်တော်ကိုကျွမ်းကျင်တယ်လို့ပြောရမှာဟုတ်လားအဲ့ဒါနဲ့နောက်တော့ယဟန်တွေကနည်းနည်းမျက်မုံးကျိုးလာတာပေါ့ဒီယဟန်ကလွန်ကဲလွန်းနေယဟန်ဖြစ်နေပြီးတော့ယဟန်မတွေနဲ့ရောပြီးတော့သူကဂျားတဲ့ကနာနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားသွားလျှောက်တယ်အဲ့ဒီယဟန်ကတော့တော်တော်ကိုအချိုးမပြေဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့လိုဆိုရင်အဲ့ဒီမောလိယဖက္ကုဏကိုသွားပြီးတော့ခေါ်ကြည့်အဲ့ဒါမြတ်စွာဘုရားအမိန့်နဲ့ခေါ်တော့ရောက်လာရောအချစ်တန်ဟုတ်သလားသင်ဟာဘိက္ခုနီမတွေနဲ့အလွန်ယဉ်နီးတယ်ဘိက္ခုနီမတွေကိုတစုံတစ်ယောက်ကမကောင်းဘူးပြောရင်သင်ကအလွန်စိတ်တူတယ်လို့ကြားတယ်ဟုတ်သလားအဲ့တော့လေသူကမငင်းပါဘူးမှန်လားပါဗျာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကသူ့ကိုဆုံးမတာပေါ့တန်တရားဝဆင်းရဲကလွတ်မြောက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယုံကြည်မှုအပြည့်နဲ့သာသနာပေါင်းကိုဝင်ရောက်လာတဲ့သင်လိုယဟန်တစ်ပါးအတွက်ယခုလိုဖြစ်ရတာဟာမသိတော့ဘူးတဲ့ကိုကလူတယောက်လည်းမဟုတ်ဘဲနဲ့ပေါ့ဆိုလိုတာကနော်ယုံကြည်မှုနဲ့သာသနာပေါင်းဝင်လာတဲ့သင်လိုပုဂ္ဂိုလ်အတွက်ဒီလိုကြီးဖြစ်ရတာမကောင်းဘူးပေါ့အဲ့ဒါယဟန်တော်တွေကိုအဓိကဦးစားပေးပြီးတော့ဆုံးမတဲ့ဒေသနာပါဒီဒေသနာကအဲ့ဒီမှာမြတ်စွာဘုရားကတလက်စတဲ့ဆက်ပြီးတော့တရားကိုဟောတာအနားမှာလည်းယဟန်တွေအများကြီးရှိမှာကိုဟုတ်လားအဲ့ဒီမှာဘာဟောတုံးဆိုတော့ပထမအဲ့ဒီမောလိယဖက္ကုဏကိုပဲဆုံးမတာချက်သားတဲ့သင်အင်မတန်ယဉ်နီးတဲ့သင်အင်မတန်တန်ရောစဉ်ရှိရတယ်လို့ဆိုတဲ့ပေါ့ခေတ်စကားလေးနဲ့ပြောရရင်အဲ့ဒီဘိက္ခုနီမတွေကိုတစုံတယောက်သောပုဂ္ဂိုလ်ကမကောင်းစကားအကျိုးကျေးဇူးမဲ့စကားပေါ့စားတဲ့အရာပြောရရင်မကောင်းတာတွေပြောမယ်ဆိုလို့ရှိရင်သင်ရဲ့စိတ်ထဲမှာဘလို့မှဖောက်ပြန်သွားတဲ့သဘောမဖြစ်သင့်ဘူးတဲ့ဖောက်ပြန်သွားတယ်တဲ့ပြောထားတဲ့အသုံးလုံးလေးနော်ဟုတ်တာပေါ့ဖောက်ပြန်သွားတယ်ဆိုတာပင်ကိုမူရင်းအခြေအနေလေးကနေပြောင်းလဲသွားတာစောတော်တုန်းကကြီးကြီးသားသားလေးကောင်းကောင်းမွန်မွန်လေးဖြစ်နေတဲ့စိတ်ကလေးကကိုချစ်တဲ့ကိုမြတ်နိုးတဲ့လူကိုတစုံတစ်ယောက်ကမကောင်းပြောလိုက်တဲ့အတန်ကိုလည်းကြားလိုက်ရတော့အဲ့လိုစိတ်မျိုးဆက်မဖြစ်တော့စိတ်တစ်မျိုးဖြစ်သွားတယ်အဲ့ဒီစိတ်ကဘယ်လိုစိတ်တုံးမကျေနပ်တဲ့စိတ်အဲ့ဒါဖောက်ပြန်တဲ့စိတ်ပေါ့ဖောက်ပြန်သွားတာအဲ့တော့ငါခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ကိုတပါးသောသူတွေကအပြစ်ပြောတဲ့အခါမျိုးမှာဖောက်ပြန်တဲ့စိတ်မဖြစ်စေရဘူးပြီးတော့ငါရဲ့နှုတ်ကလည်းယုံညံ့တဲ့စကားသံတွေမထွက်စေရဘူးဒါကျင့်သုံးရမယ့်အပိုင်းတွေကိုပြောလာတာဟုတ်တယ်တရားဓမ္မတို့ဦးဇင်းတို့တွေကစိတ်ဖောက်ပြီးရင်နှုတ်ကဆက်ပြီးတော့ဖောက်တာပဲဟုတ်လားစိတ်ကမကြေမနက်ဖြစ်ပြီးရင်အစာတော့နည်းနည်းတော့အောင့်နေသေးတယ်မအောင့်နိုင်ဘူးဆိုရင်ဘာဖြစ်လာမလို့မျက်မှောင်ကျုံပြီးတော့အဲ့ဒါစကားသံခက်ကြမ်းကြမ်းထွက်လာတယ်အဲ့ဒါယုံညံ့တဲ့စကားထွက်လာတာအဲ့ဒါလို့မဖြစ်စေရဘဲနဲ့တဲ့ငါသည်အကျိုးလိုလားတဲ့မေတ္တာစိတ်ကိုဖြစ်စေမယ်ပြင်းမာတဲ့စိတ်မဖြစ်စေရဘူးဟောဒီတတ္တဝါရဲ့အပေါ်မှာငါမေတ္တာကိုမပြည့်စေရဘူးလို့သင်အဲ့လိုကျင့်ရမယ်တဲ့ကိုမြတ်နိုးတဲ့လူကိုမကောင်းကြောင်းပြောလာရင်အဲ့လိုကျင့်ရမကောင်းကြောင်းပြောယုံမျှမကဘူးလေတကယ်လို့တစုံတစ်ယောက်ကသင်မြတ်နိုးတဲ့ဘိက္ခုနီမတွေကိုသင်ခင်မင်ရင်းနှီးတဲ့ဘိက္ခုနီမတွေကိုလက်နဲ့ရိုက်မယ်ဆိုရင်လည်းပဲသင်အဲ့လိုပဲကျင့်ရဟောနော်လက်နဲ့ရိုက်ရင်လည်းကိုယ့်ဟာကိုယ်နေတဲ့အောင်နေရမယ်ဒါကဒေသနာကတော့တော်တော်မြင့်တယ်နော်တရားဓမ္မတို့ဦးဇင်းတို့ရားဖို့တော့မလွယ်ဘူးဆိုကြပါစို့မိဘတွေဆိုကိုသားသမီးကိုသူများကလာလုံနေတယ်ဆိုရင်ကဲနေနိုင်မလားဘယ်နေနိုင်မတော့နော်ဒါကယဟန်တော်တွေကိုဟောတာနော်ယဟန်တော်တွေဆိုတာကတော့ဒါကသူ့ဟာသူရှင်းရှင်းလင်းလင်းကျင့်မယ်ဆိုကျင့်လို့မရဘူးလားရတယ်အဲ့တော့ဒုံးနဲ့ရိုက်မယ်နောက်ဆုံးဓာတ်လက်နဲ့ခုတ်မယ်ဆိုရင်တောင်မှငါသည်ဖောက်ပြန်သောစိတ်ကိုမဖြစ်စေရဘူးယုံညံ့တဲ့စကားမထွက်စေရဘူးမပြတ်သောမေတ္တာဖြင့်ပြင်းမာတဲ့စိတ်မဖြစ်စေရဘူးဒီတတ္တဝါရဲ့ပုံမှာမေတ္တာစိတ်ကိုဖြစ်စေမယ်ဆိုတော့သင်အဲ့လိုကျင့်ရမယ်တဲ့
ဒကာဓမ္မတို့ဦးဇင်းတို့အတွက်တော့တိတ်မလွယ်ဘူးပေါ့သို့တော့ဦးဇင်းကတော့ဖခင်ဟောတာကိုအကုန်ဟောမှာပဲနော်အေးဒါကတော့ယဟန်တော်တွေအတွက်ကတော့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်လူတွေလည်းပဲဒါအကျိုးကျေးဇူးကိုလိုလားတယ်ဆိုရင်ကျင့်မယ်ဆိုရင်ရအောင်ကျင့်မယ်ဆိုရင်မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးပေါ့ဖြစ်ဖို့တော့တော်တော်ကြီးတော့ခဲရင်မှာပေါ့ဘာလို့လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုချစ်မြတ်နိုးရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ကိစ္စတွေကအများကြီးရှိတယ်ပြောရင်းနဲ့အမှတ်ရတာလေးတစ်ခုပြောအောင်မယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာလေပေမသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံရဲ့အနှစ်ချုပ်ကလေးကဘာပြောထားလဲဆိုတော့စိတ်ဝင်စားတဲ့အကောက်တယ်ချစ်ချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မျက်စိလဲသွားလားမသိဘူးပြန်ပြောမယ်နော်ချစ်ချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်အဲ့ဒါဥပမာပြောမယ်နော်ချစ်ချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်ဆိုတာဘာပြောတာလဲဆိုတော့ကိုအကျိုးလိုလားတဲ့ပုဂ္ဂိုလ်ကိုဒီပြင်လူတွေကလည်းအကျိုးဝိုင်းလိုလားကြတယ်မျက်နှိုးကြတယ်ဆိုဟောအဲ့ဒီလူကိုပါကိုကချစ်မျက်နှိုးသွားတယ်ဆိုကြပါစို့ဥပမာမိဘတွေကိုသားသမီးကိုဘေးကလူတွေကချစ်ကြတယ်ဆိုရင်ကိုသားသမီးကိုချစ်တဲ့လူကကိုဘလို့ဖြစ်သွားတော့ကိုကအဲ့ဒီလူကိုလည်းချစ်မျက်နှိုးသွားတယ်ဒါငါသားသမီးကိုချစ်တဲ့လူကဲသူတို့ပေါ်မှာမကိုကမတဲ့ပေမဲ့လို့ကိုသားသမီးနဲ့တဲ့တယ်ဆိုရင်ကိုစိတ်ထဲမှာတမျိုးကြည်နူးရတယ်မဟုတ်လားအဲဒါချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တာချစ်ချင်းကြောင့်မုန်းချင်းဖြစ်တယ်ဆိုတာကကိုချစ်မြတ်နိုးတဲ့လူကိုတပါးသောသူတွေကမုန်းရတဲ့အကျိုးစီးပွားမဲ့ကိုလုပ်ပြီးဆိုရင်အဲ့ဒီလူကိုကမုန်းတယ်ဆိုကြပါစို့ကိုသားသမီးကိုတစုံတစ်ယောက်ကမုန်းတယ်ဆိုရင်ကိုဘယ်လိုနေမလို့အဲ့ဒီလူကိုမုန်းတယ်အဲ့ဒါဘာဖြစ်တော့ချစ်ချင်းကြောင့်မုန်းချင်းဖြစ်တာအဲ့ဒါလိုပဲမုန်းချင်းကြောင့်ချစ်ချင်းဖြစ်နိုင်နေတဲ့ဘယ်လိုဖြစ်နိုင်တော့အံ့ဩစရာသိကောင်းတဲ့စိတ်တွေရဲ့ခံစားချက်တွေကသိလားကိုမုန်းတဲ့လူကိုဝိုင်းမုန်းရင်အဲ့ဒီလူကိုချစ်တယ်တဲ့ဟုတ်လားနောက်တခါကြီးဒီမိုင်းမြဆိုကြပါစို့ကိုကတော်တော်ရေစက်ဝေးနေတဲ့လူတယောက်ရှိတယ်အဲ့ဒါကိုဒီပြင်လူကလည်းဟာအဲ့ဒီလူကြည့်ကိုမရဘူးကွာဆိုရင်အဲ့ဒီလူနဲ့ကိုယ်နဲ့ကတဖွဲတည်းဖြစ်သွားတယ်ဟုတ်လားအဲ့တော့ဘာဖြစ်သွားတော့အဲ့ဒီလူကိုရေစက်နီးသွားတာကိုမုန်းတဲ့လူကိုဝိုင်းမုန်းပေလို့အဲ့ဒီလူကိုချစ်သွားတာဟောမုန်းခြင်းကြောင့်ချစ်ခြင်းဖြစ်တာနော်နောက်မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်တယ်အဲ့ဒါကဘာလို့ဆိုတော့ကိုမုန်းတဲ့လူကိုချစ်တဲ့လူကိုကလည်းမုန်းနေတဲ့ကိုကြည့်မရတဲ့လူကိုသူကဝိုင်းရေစက်နီးဆိုအဲ့ဒီလူပါကိုကရောပြီးတော့ကြည့်မရတော့ဘူးနော်အများကြီးတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဖြစ်နေတာလေဟုတ်ရဲ့လားအခုဒီမှာမြတ်စွာဘုရားကသင်နဲ့အင်မတန်ခင်မင်ရင်းနှီးတဲ့အဲ့ဒီဘိက္ခုနီမတွေကိုမကောင်းကြောင်းပဲပြောလက်နဲ့ပဲပုတ်ရိုက်ဒုံနဲ့ပဲရိုက်ဓာတ်နဲ့ပဲခုတ်သင်ဟာမေတ္တာမပြတ်အောင်နေရမယ်ဟုတ်လားယုံညံ့တဲ့စကားမထွက်အောင်နေရမယ်အဲ့လိုဆုံးမပြီးတော့မြတ်စွာဘုရားကဘာဖြစ်ဆက်ပြောလို့ဆိုတော့ဂိုင်းနဲ့သူများကိုမကောင်းကြောင်းပြောတာတွေလက်နဲ့ဒုံနဲ့ဓာတ်နဲ့ရိုက်ကြပုတ်ကြတာတွေကိုအသာထားလိုက်အောင်သင်ကိုယ်တိုင်ကိုပဲတစုံတစ်ယောက်ကသင်ရှေ့မှာမကောင်းကြောင်းလာပြောလာပြီဟောကိုယ်ဒါလိုက်ထိလာပြီနော်အဲ့ဒီအချိန်မျိုးမှာလည်းပဲငါသည်ယုံညံ့တဲ့စကားသံမထွက်စေရဘူးဖောက်ပြန်တဲ့စိတ်မဖြစ်စေရဘူးဒါတော်တော်ခဲရင်တဲ့ကိစ္စတော့တရားဓမ္မတို့ကိုမကောင်းကြောင်းကိုရှေ့လာပြောတာကိုစိတ်မဖောက်အောင်ထိန်ရမှာစိတ်ဖောက်တယ်ဆိုတာကလူတွေကတရားလေးရောက်မှစိတ်ဖောက်တယ်လို့ပြောကြတာနော်ဟုတ်တယ်မို့လားဒါကတရားလေးဖြစ်နေတယ်လားမသိဘူးဟမ်အခုအဲ့ဒီတရားလေးကမရှိတော့ဘူးနဲ့တူတယ်နော်အေးပြောနေကြဆိုတော့စကားထွက်သွားတာပေါ့အဲ့တော့မြတ်စွာဘုရားကဒီမှာစိတ်ဖောက်ပြန်ခြင်းဟုတ်လားစိတ်ဖောက်ပြန်ခြင်းကိုတစုံတစ်ယောက်ကအကျိုးမဲ့တွေလာလောက်တာကောင်စိတ်မဖောက်ပြန်စေရဘူးယုံညံ့တဲ့စကားတွေမထွက်စေရဘူးမေတ္တာစိတ်ကိုဖြစ်စေရမယ်လို့သင်အဲ့လိုကျင့်ရမယ်လို့ဓမ္မောလိယဖက္ကုဏကိုမျက်နှိုးတဲ့လူကိုစော်ကားတာကိုမပြောနဲ့ကိုစော်ကားတဲ့အခါမှာလည်းပဲအဲ့လိုကျင့်ရမယ်ဟောပိဋကအဲ့ဒီကြရင်ကုံသွားပြီနော်စကားကအဲ့ဒီလိုမောလိယဖက္ကုဏကိုဆုံးမပြီးတော့မှမြတ်စွာဘုရားကယဟန်တော်တွေဘက်ကိုလှည့်ပြီးတော့စကားဆက်လာပြီဆိုတော့ပြောတော့တာပေါ့